မင်္ဂလာပါရှင်ညီမယောက်ျားလေးလို့ပြောပြပေးမယ်ပြီးတော့မိန်းကလေးလို့လည်းပြောပြပေးမယ်နော်ပထမလောက်တနေရာကဒီပထုံဌာနီမှာရှိတဲ့ယောက်ျားလေးဖောပန်းလို့ပဲဖြစ်ပါရှင်တတိယမှာခြံသက်ရှင်လို့ပြရတာနောက်ပြီးတော့တတိယအတွက်လည်းကာမောင်ပေးရသေးတယ်နော်လာစာကတော့တလ12,000ပါနားရက်4ရက်မနားရက်ထင်900ပေးပါတယ်စားစိတ်ငယ်ဖြစ်ပါရှင်နောက်ပြီးတော့စုကူပြီးမှာယောက်ျားလေးဆေးတောက်တဲ့လို့ရှိမယ်တရက်900ပေးရခံပေးကိုဆေးကိုစားရမယ်နောက်ပြီးတော့စမှုပကံမှာယောက်ျားလေးခေါ်ဆန်းလို့ရှိမယ်ရှင်ယောက်ျားလေး6ယောက်ခေါ်တယ်ထိုင်းစကားမတက်လေးယူပါရဲ့ရှင်သူကတရက်ကို450ပေးတယ် OT ခါကတော့တနာရီကို90ဘတ်ပေးတယ်နော်အခန်းပေးတယ်ကိုစိတ်ကိုစားရမှာဖြစ်ပါရဲ့ရှင်နောက်ပြီးတော့ယောက်ျားလေးဝါရင်ဆိုတဲ့အလုံးနေရာကတော့ run စစ်မှာရှိမယ်ပေါ့နော်တတိနဲ့နေတတိနဲ့စားပါလားစားကတော့တလား12,000ပါနားရက်4ရက်မနာဘူးဆိုရင် OT 900ပေးပါရဲ့ရှင်နောက်ထပ် main ကလေးလို့တစ်ခုပြောပြပေးမယ်နော် admin လုပ်ပေးရမှာဖြစ်ပါရဲ့ရှင်ဒီ run စစ်မှာရှိတဲ့ main ကလေးအဲ့ဒါမြန်လှုပ်ပေးရတာပေါ့နော်ထိုင်းစာရေးတစ်ဖက်တက်ဖို့လိုပါတယ်လာစာကတော့တလား15,000ပါနားရက်4ရက်မနားရက်ကိုထင်900ပေးပါတယ်တထင်းနဲ့နေတထင်းနဲ့စားစိတ်ငင်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့ဖတ်တာထားမှာလည်းအိမ်လို့ရှိမယ်တထင်းလေးရောက်ရှိတယ်နော်တောင်ကလေး sorry တထင်းနဲ့ရောက်ရှိတယ်ရှင်အိမ်မွေးတထင်းဆန်နေမရှိဘူးဒီအိမ်မှာကကြတော့လာစာကတော့တလား12,000နားရက်4ရက်မနားရက်ကိုထင်900ပေးပါတယ်ရှင်နောက်ထပ်တစ်ခုကမိန်းကလေးမဲပါမဲခရလို့ပေါ့နော်အလုံးနေရာကတော့ဖလန်ကားမှာရှိပါရဲ့ရှင်တတိယ3ယောက်ရှိတယ်တတိယအတွက်ထားစားစရာတွေချက်ပေးတက်ရမယ်ထိုင်းရဲ့အနေငယ်ချက် sorry တတိယစားဖို့အတွက်ထိုင်းသမင်းရင်ချက်တက်ရမယ်အနေငယ်မဟုတ်ဘူးချက်တက်ရမယ်နော်မဲပါမဲခရလို့ပေးရမယ်နောက်စားကတော့တလား15,000ပါနားရက်4ရက်မနားရက်ကိုထင်900ပေးပါရဲ့ရှင်နောက်ပြီးတော့ main ကလေးလောက်ပေါ့နော်အလုံးနေရာကတော့ဒီဘာနာမှာရှိတဲ့အသွားပြန်အိမ်လောက်ပဲဖြစ်ပါရဲ့ရှင်တထင်း2ယောက်ရှိတယ်ခဏလေး2ယောက်ရှိတယ်နောက်စာကတော့တလား19,000ပေးတယ်နားရက်4ရက်မနားရက်ကိုထင်900ပေးပါရဲ့ရှင်ဒီလောက်တွေကိုစိတ်ဝင်စားတဲ့ရှင်တော့ရုံးကဖားလေးဆက်ရှင်မှာလာစမှတ်လို့ရပါရဲ့ရှင်ကျေးဇူးတင်ပါရှင်